အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာစွဲနေတဲ့လောဘအညစ်အကြေးကိုအလောဘနဲ့ဖယ်ရှားရမယ်စွဲနေတဲ့ဒေါသအညစ်အကြေးကိုမေတ္တာဆိုတဲ့အရောဓနဲ့ဖယ်ရှားရမယ်စွဲနေတဲ့မောဟဆိုတဲ့အညစ်အကြေးကိုအမောဟဆိုတာနဲ့ဖယ်ရှားတာအဲ့ဒါကိုဇာဂရိယနုယောဂနိုးကြာကြာကြိုးစားခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါကိုပဲကမ္မထာအထုတ်ခြင်းလို့သူတို့ပြောတာအဲ့တော့ကမ္မထာအထုတ်တာရဲ့အနှစ်သာရကကိုယ်စိတ်လေးကိုဒီတိုင်းပြစ်မထားပဲနဲ့တတိနဲ့ပညာနဲ့ထိန်းချုပ်ပြီးစိတ်ထဲမှာဆွဲကပ်နေတဲ့အညစ်အကြေးတွေကိုဆေးကြောတန့်စင်မှုပြုလုပ်ခြင်းပဲဖြစ်တယ်နော်ဆေးကြောတန့်စင်တာဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်တာပဲဖြစ်တယ်အဲ့လိုဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်လိုက်လို့စိတ်လေးကလုံးဝဖြူစင်သွားပြီအညစ်အကြေးတွေဟာထပ်ပြီးတော့မကတ်တော့ဘူးဆိုရင်ဒါစိတ်ကိုအောင်နိုင်သူဖြစ်သွားပြီအဲ့ဒီကြရင်စိတ်ဟာကိုယ့်ရဲ့ဆန္ဒအတိုင်းကိုထားတဲ့နေရာနေတယ်ဥပမာမဲ့လူတွေရဲ့မျက်မျက်နှိုးနှိုးရှာဖွေစုဆောင်းနေကြတဲ့ရွှေဆိုတဲ့တတ္တုတစ်ခုကြည့်အဲ့ဒီရွှေဆိုတဲ့တတ္တုမှာမလိုလားတဲ့တခြားရောပါနေတဲ့တတ္တုတွေကိုတတ်ဆင်မှုရွှေကိုနားလဲတဲ့ပရိန်ဆရာတွေကရွှေထဲမှာပါတဲ့အညစ်အကြေးတွေကိုမိဘူးပေးလိုက်အေးပေးလိုက်နဲ့တတ်ဆင်ပြီးတော့ပေးကြတယ်နောက်ဆုံးမှရွှေစင်ဆိုတာဖြစ်သွားတယ်အညစ်အကြေးတွေကိုထုတ်လိုက်တော့မှရွှေဟာတန့်ရှင်းစင်ကြယ်သွားပြီးတော့ရွှေစင်ရွှေနှစ်ကိုရတယ်ပေါ့အဲ့ဒီလိုရွှေအနှစ်ဖြစ်ပြီးဆိုတဲ့အခါမှာလူတွေရဲ့မျက်မျက်နှိုးနှိုးပန်းစင်ကြတဲ့ဒီယရဏပစ္စည်းဖြစ်ပြောင်းလဲပြီးတော့ဝတ်ဆင်ကြတာဖြစ်သွားတယ်ပေါ့အဲ့ဒါလိုပဲလူရဲ့စိတ်ဟာအငြိကြေးတွေရောနေမယ်ဆိုရင်ကျွတ်ဆက်နေထားတဲ့နေရာမနေဘူးစိတ်လောဘဟာစဉ်းစားကြည့်လောကလူတွေဟာဂုဏ်သိက္ခာကြတာလောဘကြောင့်ကြတာဒေါသကြောင့်ဂုဏ်သိက္ခာတွေကြတယ်မောဟကြောင့်ဂုဏ်သိက္ခာတွေကြတယ်လောဘကြီးပြီဆိုရင်လူကြီးလူကောင်းတယောက်ဟာလောဘကိုမထိန်နိုင်ဘူးဆိုရင်ဂုဏ်သိက္ခာကြသွားခဏခေတ်မှာတော့အဂတိလိုက်စားမှုနဲ့အေးအေးယူခံရတယ်ဒါသွားပြီပေါ့အဲ့ဒါလို့အေးအေးယူခံရသည်ဖြစ်စေအေးအေးယူမခံရသည်ဖြစ်စေလူကြီးလူကောင်းဖြစ်ပြီးတော့လောဘကိုမထိန်သိမ်းနိုင်လို့မတော်လောဘနဲ့သူများပစ္စည်းသို့မဟုတ်နိုင်ငံပစ္စည်းကိုသုံးဆွဲမိပြီဆိုလို့ရှိရင်သိက္ခာကျသွားပြီလေဂုဏ်သိက္ခာမရှိတော့ဘူးနော်ဂုဏ်သိက္ခာမရှိတော့ဒါထင်ရှားတာအဲ့ဒါလို့ဂုဏ်သိက္ခာတွေကျဆင်းသွားတယ်အဲ့တော့ဂုဏ်သိက္ခာကိုကျဆင်းစေတာဘယ်သူလဲလို့မေးလိုက်မယ်ဆိုရင်လောဘပဲအလောဘကဂုဏ်သိက္ခာကိုကျဆင်းစေတယ်ဆိုတာရှိမရှိဘူးမရှိဘူးလူတွေတန်းနေဆိုတာဂုဏ်သိက္ခာတက်တယ်ရရောတယ် generosity ဒီပုဂ္ဂိုလ်အဖြစ်မတမရရောတယ်ကုညီတယ်ပေးကမ်းတတ်တယ်ဆိုတာဂုဏ်သိက္ခာပဲဂုဏ်သိက္ခာတက်လာအဲ့ဒီစိတ်ရဲ့အငြိကြေးမှန်သမျှဟာဂုဏ်သိက္ခာကိုကြာဆင်းစေတယ်အေးဒေါသဖြစ်လာလို့မထိမ့်သိမ့်ဘူးဒေါသအလျောက်စကားတွေမမယွင်းနေပြောမိတယ်ဒေါသကိုမထိန်နိုင်လို့အလုပ်တစ်ခုလုံးမိတယ်ဆိုရင်အရှက်တကွဲအကျိုးနဲ့ဒီကိစ္စမျိုးတွေဖြစ်လာတယ်နောက်ဆုံးကျတော့အရှက်တကွဲအကျိုးနဲ့တယ်မကဘူးဒီရာဇဝမှုကျွလွန်တဲ့အနေအထားတစ်ခုထိအောင်ရောက်သွားပြီးတော့လူဟာဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံကြဒါလူလောကမှာမကြားခြင်းဆုံးပဲအဲ့ဒါဒေါသဆိုတဲ့အညစ်အကြေးဟာရှင်ထဲမှာဝင်ရောက်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကမကောင်းတာတွေကိုဖန်တီးပြစ်လိုက်တာပဲဖြစ်တယ်ပေါ့ဒေါသဟာလည်းလူရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေတယ်ပေါ့မောဟရှိလာပြီဆိုလို့ရှိရင်လည်းမပြောသင့်တာတွေပြောမိသွားတယ်မလုပ်သင့်တာတွေလုပ်မိသွားတယ်လူကြားထဲမှာရှက်ဖွယ်အရာတွေဖြစ်လာတယ်ခဏခေတ်ဆိုရင်ပိုဆိုးတယ်ပေါ့နော်ဘာလို့လဲဆိုsocial media တွေကအခုပြောလိုက်တော့ကြားကုန်တာအကုန်မမှန်ကန်ကန်မမယွင်းတခုလှုပ်လိုက်ပြီဆိုရင်ချက်ချင်းသိကုန်ကြအဲ့ဒါလို့အခါကြွယ်ရတွေဟာလင်းလင်းမြန်မြန်ဒီလောဘဒေါသမောဟဆိုတာတွေက
တွန်းပို့နိုင်တာတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လောဘဒေါသမောဟဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကောင်းကျိုးမပေးဘူးလူရဲ့ဂုဏ်သိက္ခာတွေကိုစုံစုံမြုပ်သွားစေတယ်သိက္ခာကျစေတယ်ဆိုတာကိုလေအမှန်တမ်းထင်ရှားတယ်ပေါ့အေးလောကမှာလူတော်လူကောင်းလို့ပြောရတဲ့ပုဂ္ဂိုလ်တွေဟာဒီတစ်ဖက်သားကိုကူညီတယ်ရဲရောတယ်တစ်ဖက်သားပေါ်မှာမေတ္တာထားတယ်အကျဉ်းစိတ်တွေရှိတယ်အသိပညာတတ်ပညာနဲ့တစ်ဖက်သားကိုကူညီဆောင်ပါတယ်မှန်ကန်တဲ့လမ်းတွေကိုညွှန်ပြတယ်ဆိုဆုံးပါတယ်သွန်သင်ပေးတယ်ဆိုတာတွေဟာလူလောကမှာဂုဏ်သိက္ခာကိုတက်လာစေတဲ့အရာတွေပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ကုသိုလ်နဲ့အကုသိုလ်စိတ်ရဲ့အညစ်အကြေးတွေကိုဆိုင်ရာအစွမ်းထက်တဲ့ဖြည့်စည်းတွေနဲ့ဆေးကြောတန့်စင်ပေးရမှာဖြစ်တယ်အဲ့ဒါလို့ဆေးကြောတန့်စင်ပေးလို့အညစ်အကြေးကင်းစင်သွားတဲ့စိတ်ကသာလေရွှေစင်ရွှေနစ်လို့တန်မိုးတွေဖြစ်လာတာဖြစ်တယ်တန်မိုးတွေတက်လာမှာဖြစ်တယ်အဲ့ဒါလို့တန်မိုးတက်လာတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုကိလေသာအညစ်အကြေးလုံးဝကင်းသွားပြီဆိုရင်တကယ်ယဟန္တာပုဂ္ဂိုလ်စိတ်ကိုအောင်နိုင်သူဆိုတာဖြစ်သွားတယ်စိတ်ကိုအစိုးရသွားပြီအဲ့ဒီစိတ်ကိုအစိုးရသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ဟာကိုထားတဲ့အတိုင်းပဲနေသွားတယ်ကိုယ်စိတ်ထဲမှာမကောင်းတာတွေဝင်ပူးလို့လည်းမရတော့ဘူးစိတ်ဟာထာဝရစင်ကြယ်ဖြူစင်ပြီးတော့နေတယ်အဲ့တော့ထာဝရဖြူစင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနေထားဟာစိတ်တွေဝိသုဒ္ဓေသူကတိပါတိခင်ခါမြတ်စွာဘုရားကိုယ်စိတ်လေးတန်ဆင်းစင်ကြယ်လာပြီဆိုလို့ရှိရင်အကောင်းကိုပဲမျှော်လင့်ရမယ်ဘာတွေကောင်းတော့ဆိုရင်သူပြောသမျှဆိုသမျှတွေလည်းအကောင်းပဲလုပ်သမျှတွေလည်းအကောင်းပဲပြောတာဆိုတာကောင်းသည့်အတွက်ကြောင့်နောင်ဘဝရှိသေးရင်လည်းနောင်ဘဝအတွက်ကောင်းပဲဆိုပါစို့ယဟန္တာဖြစ်သွားရင်ယဟန္တာပုဂ္ဂိုလ်ရဲ့နောင်ဘဝဆိုတာနိဗ္ဗာန်ပေါ့တမ္ပရာယိကလို့သုံးတယ်တခါတလေနိဗ္ဗာန်ကိုနော်ယဟန္တာပုဂ္ဂိုလ်ရဲ့နောင်ဘဝလို့သုံးမယ်ဆိုရင်လည်းသုံးလို့ရနိုင်တယ်လို့စာပေကျမ်းကမှာဒီတမ္ပရာယိကနိဗ္ဗာန်လို့ဒီလိုသုံးတာမျိုးတမ္ပရာယိကဆိုတဲ့သာဥပါတိတေတနိဗ္ဗာန်အနုပါတိတေတနိဗ္ဗာန်ကိုခွဲပြောတဲ့အခါမှာသာဥပါတိတေတနိဗ္ဗာန်ကဒိဋ္ဌဓမ္မိကနိဗ္ဗာန်မျက်မှောက်ဘဝမှာရတဲ့နိဗ္ဗာန်အနုပါတိတေတနိဗ္ဗာန်ဆိုတာတမ္ပရာယိကနိဗ္ဗာန်တမ္ပရာယိကနိဗ္ဗာန်ဆိုတာသေသည်ချမဲ့ဒီလိုဆိုလို့ရပေါ့နော်သေသည်ချမဲ့ဘောအဲ့တော့အလားလာခေါင်းတွေဟာစိတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေအတွက်သာအလားလာခေါင်းဆိုတာရှိတယ်စိတ်မဖြူစင်ဘူးဆိုရင်အလားလာခေါင်းဆိုတာမရှိနိုင်ဘူးဆိုတာကိုမှတ်သားကြရမှာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေအရေးတကြီးဒီကိုယ့်ကိုပြုပြင်ထိမ့်သိမ်းကြရမှာတော့ကိုယ်စိတ်လေးသာဖြစ်တယ်ကိုယ်စိတ်ကိုတတ်နိုင်သမျှနိုင်အောင်ထိန်းကျောင်းနိုင်လို့ရှိရင်သူတော်စင်သူတော်မြတ်ဖြစ်တယ်အစွမ်းကုန်စိတ်ကိုအောင်နိုင်သွားပြီဆိုလို့ရှိရင်တော့ယဟန္တာပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာအဲ့ဒီလိုကပ္ပဋ္ဌာန်းအာယုံဖြင့်ထိမ့်သိမ်းခြင်းတတိတမ္ပဇညာနဲ့ထိမ့်သိမ်းခြင်းဆိုတဲ့စိတ်ကိုထိမ့်သိမ်းမှုတွေမျိုးစုံနဲ့ထိမ့်သိမ်းဆောင်းလျှောက်သွားကြမှာဖြစ်တယ်အဲ့လိုထိမ့်သိမ်းဆောင်းလျှောက်သွားနိုင်မှသာလေတန်တရားထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကလည်းလွတ်မြောက်မှာဖြစ်ပြီးတန်တရားဝကလွတ်မြောက်ပြီးထာဝရအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုလည်းစိတ်ကိုထိမ့်သိမ်းနိုင်သူတွေသာလင်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တတ်ကိုရရှိနိုင်တာဖြစ်သောကြောင့်ဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်အတိုင်းကိုယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း